ဒီနေ့တင်ပြသွားမယ့်အမြုပ်ဆက်အကြောင်းကတော့လေဖိအားသုံးစနစ်နဲ့တိဆောက်ထားတဲ့အမြုပ်ဆက်တွေအကြောင်းကိုအကြမ်းမြင်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းလေးလာတွေ့ရှိခဲ့တာတွေကိုသုံးဆွဲသူတွေအနေနဲ့လိုက်ပြီးတော့သုံးဆွဲလို့လည်းရပါတယ်ကိုကြိုက်နှစ်တရာကိုရွေးချယ်ပြီးသုံးဆွဲလို့လည်းရပါတယ်တချို့လူတွေကတော့ကျွန်တော်တို့တိဆောက်ထားတဲ့အမြုပ်ဆက်တွေကိုအလွယ်တကူဝယ်ယူပြီးတော့အချိန်ကုန်ခံဝဲနဲ့သုံးဆွဲထားတဲ့လူတွေလည်းရှိပါတယ်တချို့တွေကဆိုလို့ရှိရင်ကိုဘာသာကိုအမြုပ်ဆက်ကိုတိဆောက်ခြင်းတယ်ဘယ်လိုတိဆောက်အောင်မှမသိဘူးအဲ့ဒါလေးတွေကိုကျွန်တော်လေးလာထားသမျှကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးသွားမယ့်အပိုင်းကတော့လေဖိအားသုံးအမြုပ်ဆက်အကြောင်းပဲဖြစ်ပါတယ်လေဖိအားသုံးအမြုပ်ဆက်ကဆိုလို့ရှိရင်ပထမတစ်ချက် air compressor တစ်လုံးလိုပါမယ် air compressor တစ်လုံးလိုမယ်ဒုတိယချက်ဆလင်ဒါအိုးတစ်လုံးလိုမယ်ဒီဆလင်ဒါအိုးထဲမှာဆိုလို့ရှိရင်ဆေး1လီတာကိုရေအစ40နဲ့ရောပြီးတော့ဒီဆလင်ဒါလေးကိုထည့်လိုက်မယ်။ဒါကိုအသေးပိတ်ထားမယ်။အဲ့တော့ air compressor လေးကိုဒီထဲကိုဘားတစ်ခုနဲ့သွင်းမယ်။အဲ့တော့ဒီလောင်အိုးထဲမှာကျွန်တော်တို့ကဆေးအမြုပ်တွေဝင်သွားမယ်။ဒီဆေးအမြုပ်ကိုထွက်လာပြီးဒီဘက်ကနေထွက်လာပြီးမြုပ်ကိုတွန်းမယ်။ထွက်လာပြီးတဲ့အချိန်မှာဒီမှာတီခေါင်းလေးနဲ့ကျွန်တော်တို့စုံချက်လုပ်ထားမယ်။ဒီမှာဘားလေးတစ်ခုရှိမယ်။ air ကိုလည်းဘားလေးတစ်ခုနဲ့ထိန်းကိုလုပ်ထားမယ်။ဒီဘားနဲ့ဒီဘားလေးကိုမျှပြီးတော့ချိန်ပေးလိုက်လို့ရှိရင်ဒီထဲမှာမိဖို့ကြောင့်ထဲမှာသုံးတဲ့စတီးဘတ်တွေခွေပြီးတော့ထည့်ထားမယ်။ငါးပန်းပိုက်ကွန်တွေလည်းထည့်လို့ရတယ်။တခြား material ပစ္စည်းတွေလည်းထည့်လို့ရတယ်။အဲ့ဒီထဲမှာကျွန်တော်တို့အမြုပ်တီးမယ်။အဲ့တော့ဒီပိုက်ကနေပြီးတော့အောက် OUD အောက်လက်ကနေပြီးတော့ဖုန်းတွေထွက်လာမယ်။ဒီဖုန်းတွေရာဆိုရင်ကျွန်တော်တို့ရေပေါ်ထုတ်လုပ်တဲ့နေရာမှာအသုံးပြုလို့ရတဲ့ဆက်တစ်မျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီဆက်ကိုစမ်းသပ်ဖူးပါတယ်သုံးဆွဲဖူးပါတယ်ဒါပေမဲ့ကျွန်တော်တို့သုံးတဲ့နေရာမှာဆိုလို့ရှိရင်အမြုပ်တွေတိဆောက်တဲ့နေရာမှာအမြုပ်တွေရဲ့တည်ငြိမ်တဲ့စွမ်းအားကိုကျွန်တော်တို့မရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီစနစ်ကိုအခုတော့မသုံးတော့ပါဘူးကျွန်တော်အသစ်လုပ်ထားတဲ့အမြုပ်ဆက်တွေပဲသုံးပါတယ်ဒီစနစ်ရဲ့အားနည်းချက်ကတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ air ကိုကျွန်တော်တို့ဒီတိုင်ကြီးတွေကိုပေးတဲ့အချိန်မှာဆေးကုန်လာတဲ့များ air ရဲ့ space ကပိုကျလာတယ်အဲ့တော့ကျွန်တော်တို့လေဘုတ်ဆက်ကြီးလို့ပါတယ်နောက်တစ်ချက်ကဒီတိုင်ကြီးရလဲကျွန်တော်တို့ကြီးရမယ်ဘာလို့ကြီးရမလဲဆိုတော့ဆေးကိုခဏခဏဖြည့်ဖို့အတွက်ကျွန်တော်တို့မှာအခက်အခဲရှိတယ်နောက်တစ်ချက်ကဒီတိုင်ကြီးထဲမှာရှိတဲ့ဆေးရည်ကဘလောက်ကျန်တယ်လဲဆိုတော့ကျွန်တော်အပြင်ကနေမှန်းဆရခက်ပါတယ်ဘေးကနေပြီးတော့ကျွန်တော်တို့ပိုက်တွေနဲ့အရင်တော့ဆိုရင်ကျွန်တော်တို့ချောင်းကြီးတဲ့ပိုက်တွေနဲ့ကျွန်တော်တို့လီတာလေးတွေကြည့်လို့ရတဲ့အမှတ်ကလေးတွေမှတ်ဖူးပါတယ်ဒါပေမဲ့အမြုပ်ဆေးတွေကဘူပေါင်းလေးတွေပါတဲ့တော့ကျွန်တော်တို့ကြည့်ရလဲခက်ပါတယ်နောက်တစ်ချက်ကဒီဆေးကိုကုန်သွားလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်ကအဖုံးလေးကိုဖွင့်ပြီးတော့ဆေးရည်ကိုဖြည့်ရတယ်ဆေးရည်ကိုဖြည့်ရတဲ့အတွက်ကြောင့်ဒီဂရိကရတွေကိုညားတဲ့အတွက်ကြောင့်ကျွန်တော်ဒီဆက်တွေကိုမသုံးပါဘူးကျွန်တော်တို့လွယ်တကူလောက်ထားတဲ့အခုကျွန်တော်ဖန်တီးထားတဲ့ရေမော်တာနဲ့လုပ်ထားတဲ့ဆက်တွေကိုပဲသုံးပါတယ်ဒီစနစ်ကတော့ကျွန်တော်ဘူးတိတပြည့်ပြောပြမဲ့လေဖိအားသုံးအမြုပ်ဆက်တစ်လုံးတိဆောက်ထားတာဖြစ်ပါတယ်ဒီအမြုပ်ဆက်ကဆိုရင်ကိုယ့်ဟာကိုယ်တိဆောက်လည်းရပါတယ်ဒီဆေးရယ်လေရယ်ဒီနေရာမှာစုံချက်နေရာမှာကျွန်တော်တို့ကအတိုးလျှော့လေးတွေကိုချိန်ပေးရတာလေအဲ့ချိန်ပေးလို့ရှိရင်ကျွန်တော်တို့ဘာဘယ်လေးတွေအမြုပ်လေးတွေတည်ငြိမ်မှုတစ်ခုကောင်းလာအောင်လို့ကျွန်တော်တို့ချိန်ရပါတယ်အဲ့လိုချိန်တာကိုကောင်းတာမကောင်းတာကိုသိချင်လို့ရှိရင်လည်း1လီတာရှိတဲ့ရေချိန်တဲ့ခွက်နဲ့အမြုပ်ကိုထွက်လာတဲ့အမြုပ်ကို1လီတာခွက်နဲ့ချိန်ရပါပဲချိန်လို့ရှိရင်အမြုပ်ဟာဆိုရင်1လီတာခွက်နဲ့ချိန်လို့ရှိရင်40 gram ပြီးတော့110 gram ထိကြားထဲမှာရပါပဲအဲ့တော့များလေ gram များလေကျွန်တော်တို့ရဲ့ဘူပေါင်းရဲ့တိတ်သီးစပါပယ်ရဲ့တိတ်သီးစများလေကောင်းလေဖြစ်ပါတယ်တို့အတွက်ကြောင့်ရေပေါ်ထုတ်လိုက်တဲ့နေရာမှာလည်းတိတ်သီးစကောင်းတဲ့အမြုံလေးတွေရဖို့အတွက်ကိုကျွန်တော်တို့ဒီစနစ်တွေနဲ့သုံးရင်လည်းရပါတယ်ဆိုတဲ့အကြောင်းကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲတိဆောက်ပြီးတော့အောင်မြင်နိုင်တဲ့လုပ်ငန်းရှင်တွေဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်